ချေရတဲ့သူတွေမနေ့ပြန်ဖတိမဆိုင်ဖွင့်ဘက်မှာစုံကြမယ်နော်ဖတိမဆိုင်ဖွင့်ဘက်မှာရှင်နော်စီးပွားရေးလက်ဆောင်ပစ္စည်းလေးတွေမြင်လက်မခံသေးပါနော်သူများပွဲမလို့နော်အဲ့ဒါလေးတော့လူမှုရေးရနားလည်ပေးပါနော်ဒီမှာဒါမန္တလေးရောက်ပါပြီရှင်ဖုံးပြောက်တဲ့အထွန်းလဲပါပါတယ်ရှင်ဟိုမှာညီမတယောက်လည်းထပ်ပါပါတယ်ရှင်အလဲကတော့နေပြီးတော့ငပြင်းပါရှင်သူပေးတာနော်မြင်ပေးတာမဟုတ်ဘူးသူနန်စီးရအောင်မယ်နော်အဲ့ဒါဖတိမဆိုင်ဖွင့်ပွဲလေးမှာမနေ့ပြန်ပြပြတပိုင်းတွေးကြမယ်9နာရီနဲ့12နာရီထိလို့ပြောပါတယ်တဲလေးတို့နော်ချမယ်နော်ချေရတဲ့သူတွေနဲ့အလုတ်စီးပွားရေးလက်ဆောင်ပစ္စည်းလေးတွေတော့မြင်လက်မခံသေးတော့မြို့နားလက်ပေးပါမှာကျုံပေးတော့ရောက်နေပါပြီရှင်နော်ချေရတဲ့သူတွေစီဆိုတော့လေလာဒီလာတဲ့နေလာတာမန္တလေးကိုနှစ်ခေါက်ရှိသွားပြီလာချင်းကြီးအနီးလေးကိုချေရတဲ့သူတွေရှိတယ်နော်တလန်းလုံးငါစကားတွေပြောတယ်ဘာသာလည်းမပေးဘူးနော်အေးလည်းမေးအဲ့လိုကြောင့်အေးလာပါဆိုအရေးဆုံးလုတ်ချင်တာမြန်လုံနေရရင်ကိုကကြည်ကြည်မြင်ခွလို့လိုက်အဲ့လိုမျိုးပဲအရှိမှစောင်းနေရမြင်လို့လိုက်လိုက်ခတ်နေရှိရကဲတဲလေးတို့ရေမန္တလေးမြို့ကြီးကိုနောက်တစ်ခေါက်ဖတိမဆိုင်မှုမှာရောက်ပါဘူးနော်တဲလေးတို့ရေမနေ့ပြန်ဒီလာသမီးဝေးပေါ်ပြမယ်မနေ့ပြန်ဆိုင်ပွင့်ပွဲလေးက9နာရီနဲ့12နာရီထိတဲ့နော်တဲလေးတို့လက်ဆောင်စီးပွားရေးပစ္စည်းတွေမြင်လက်မခံသေးပါနော်အဲ့ဒါလေးတော့သမီးနောက်ကိုလိုက်អော်နေရတာဟိုကဗာလဲအဲ့ဒါလေးတော့မြို့နားလဲပေးပါလို့နော်စီးပွားရေးလက်ဆောင်ပစ္စည်းလေးတွေသူများပွဲမှာမလို့နော်ဒါတော့ဟိုဟာဝေးရှိတဲ့သူတွေဆိုသိတတ်မှာပါနော်အဲ့တော့ချရတဲ့သူတွေကတော့လာခဲ့မမောတဲ့စကားပြောမယ်အခုနေပြည်တော်ထွက်လာတာတစ်စက်မှပါစကားမနာသေးဘူးလာကျင်းနေရတယ်အဲ့လိုမျိုးဟောကျရှစ်မှလည်းကြည့်လိုက်ဒီဘက်ကပြန်ရက်တယ်ခဏကြည့်လို့ပြန်ရက်ပြီးမှအကြည့်အိုးလေတူတူကောင်းလိုက်တာဟေးမရလေတူတူနဲ့ကောင်းလိုက်တာလို့နော်ကျမညီမလေးဆိုင်မညီမပြင်မနေပြီပြင်မနေပြီနော်ပြင်မနေပြီဟိုတယ်လေးကဖုန်းဆက်ထားတယ်မလေးဟုတ်တယ်နားဟုတ်တယ်ဖုန်းဆက်ထားတယ်ဆက်လိုက်တယ်ခိုင်မဦးကလေးခိုင်ရဝါသနာမပါဘူးတော့တလားလုံးလည်းငါစကားပြောလာရုံနေနော်ကိုင်းလာတလားလုံးမနလာမင်းမနလာမင်းကတကားလုံးငါနိုင်ရဟိကျေးဇူးပဲမကြည့်ပါဦးဒါဖတိမရဲ့ဆိုင်ရွှေမကြည့်အောင်လေတဖြူဖြူနဲ့ကောင်းလိုက်တာရသမီးဒီလိုလေးရိုက်ပြပါဦးဒီလိုက်လာခဲ့လေကောင်းလိုက်တာမကြည့်အောင်ဖတိမဆိုင်အောင်မနေ့ပြန်ဆိုင်ပွင့်ပဲတဲလေးတို့တွေးကြမယ်နော်စီးပွားရေးလက်ဆောင်ပစ္စည်းတွေမြင်လက်မခံသေးဘူးနော်သူများဆိုင်ပွင့်ပွဲလေးဆိုတော့နော်မန္တလေးမြို့ကြီးရောက်ပါပြီဒါတော့ဖတိမစီစဉ်ပေးတဲ့အခန်းလေးပါချစ်စရာလေးနော်ဟုတ်တယ်အခန်းလေးအထက်ပါလိုက်ခေါင်းလိုက်တဲ့အခန်းလေးဘာလို့မသိမြင်ဟုတ်တယ်ကျွန်တော်လူလူပါပဲအော်ကျမတို့ခေါင်းလိုက်တယ်မော်ဘီဝါတော့ဟဲ့တနိုင်စနိုင်နေခဏကြီးနေရလည်းဘာလို့ကုန်ချနေချေးပဲမင်းမလေးကတော့လုတ်ဒီမှာအားရကြတယ်နားနေတဲ့တွေသူစီစဉ်ပေးကြတာအားတော့တင်ပါတယ်ဖိတ်ချမရလည်းလာတာပဲဒီပြင်လို့ရတယ်မသိဟဲ့တော့တက်လာတော့တက်လာတယ်ဒီမှာတော့တက်လာအာရှူပြီးကိုကြည့်လိုက်ဟဲ့ထောင်ကြီးလေတက်ဟိုတိုက်တိုက်ဟိုတိုက်တယ်အများကြီးရောမင်းကောင်းတယ်ငါဒီပတ်တက်လာတော့ထားတယ်ပါဒီထားတယ်ဒီဟိုတက်ကောက်ဖို့ရှိစီစဉ်ကြိုက်တယ်မရပါဘူးမလို့ပြန်ပါလိမ့်မယ်ဆိုင်မှုမှာတွေ့ပါမယ်တဲလေးတွေနော်အဲ့တော့လောကိစ္စပစ္စည်းလေးလက်ဆောင်ပေးတဲ့အားလည်းလက်မခံသေးပါလို့သူများပွဲဆိုတော့လေနော်အဲ့ဒါမြစ်ထက်ကဘာလို့ပြောရလဲဆိုတော့တစ်တော့တပုတ်ပဲတင်လိုက်ရုံနဲ့မသိကြဘူးအားကြောင့်ပုံတိုင်းလိုအဲ့စကားလေးထည့်ပြောတာပါသူများဆိုင်ပွဲမှာသူများစီပွားလုပ်တာဖြစ်တဲ့အတွက်ကိုကျိုးစီပွားလုပ်လို့တင်တော်ပြီနော်အားကြောင့်လက်ဆောင်ကောင်းစင်နဲ့ကြော်ညာတဲ့ပစ္စည်းလေးတွေလက်ဆောင်လာမပေးကြပါနဲ့မြစ်တာရက်ခဏမှာခြေတော့လာဝင်ပြီးတော့လည်းလာတဲ့ဘုရားမနာလို့အဲ့လိုမကြည့်ဘူးမှာရှင်တို့တာပြောတော့တော့တော့မောင်ပါရပြီသူ